အားလုံးမင်္ဂလာပါဒီကနေ့ကျွန်တော်ပြုလုပ်မယ့်အရာလေးကတော့ဟောဒီ SSD M2 လေးဖြစ်ပါတယ်ဒီ M2 လေးကိုကျွန်တော်ဒီကွန်ပျူတာမှာကျွန်တော်အစားထိုးမှာဖြစ်ပါတယ်512လေးကိုကျွန်တော်ဘတ်ငွေ1300ကျော်လေးနဲ့ဝယ်လာတာပါအဲ့တော့သူ့ရဲ့ speed တွေနဲ့သူ့ရဲ့ဘာလေးပါလဲဆိုတော့ကိုကြည့်အောင်နော်သူရဲ့ရေးနဲ့ဖတ်နိုင်တဲ့ဟာလေးရတော့မှနော်256ဆိုရင်3000 Mbps 512ဆိုရင်3200 1T ဆိုလည်း3200ပဲပေါ့နော်လို့ကျွန်တော်ဒီကောင်ဝယ်ထားတဲ့အတွက်ကြောင့်မို့ဒီမှာပေါ့နော်3200နဲ့2000 Mbps ကိုရေးတယ်ဖတ်တာပေါ့နော်ဒီကောင်ကဒီမှာဆိုဒီကောင်ကဟိုမှာ0.1လေးရေးထားပါနော်โอเคပါဖတ်ကြည့်အောင်နော်ထုံးစံနေမနော်ဒီဘက်ကကဟာတာတည်းလေးနော်ဒီပပလေးလေးပါဒီကအရန်ကိုချိုးတာနော်ကွန်ပျူတာမှာစာတိုးတက်စင်နော်ကျွန်တော်ဝယ်တာအရှိဖြစ်တဲ့ကြောင့်မို့ဒီကောင်လေးကိုတော့ဖြုတ်လိုက်ရမယ်โอเคပါတက်ဆင်ရတာလေလွယ်ကူပါတယ်နော်โอเคပါတခြားဆက်ဝယ်တော့နက်တိုင်ကြီးပါပါတယ်ဒီမှာတော့မပါတဲ့အတွက်ကြောင့်မို့ကျွန်တော်ရှာလိုက်ရပါတယ်ဆက်ပစ္စည်းတွေကလည်းတော့ကိုက်ညီပါတယ်ဗျတက်ဆင်လာတော့အရန်ကိုရွှေရှင်လွယ်ကူပါတယ်အဲ့ဒီတော့ကျွန်တော်သူ့ကို Windows တင်လိုက်အောင်မယ်နော်โอเคပါနေအခက်အခဲကြောင့်ကြည့်ရတာနည်းနည်းကက်နေမှထင်တယ်နော်အရင်ဆုံးကတော့ဒီမှာကျွန်တော်ဒီ USB လေးနဲ့ပေါ့နော် USB နဲ့boot ပေါ့နော် boot လောက်ထားပါတယ်ဒီလီးကိုတိကျနေဆိုရင်နောက်ကလစ်ချရင်ကျွန်တော်လုပ်ပေးမယ်နော်ဒီတစ်ခေါက်တော့ကျွန်တော်လုပ်ပြဖို့မေ့သွားလို့ပေါ့နော်အဲ့တော့နောက်တစ်ခေါက်ကျရင်ကျွန်တော်ဒီ USB နဲ့ boot လုပ်နည်းကိုကျွန်တော်ရက်ကူးပေးမယ်နော်အခုတော့ကျွန်တော်ဒီကအစင်တင်လုပ်ထားပြီးပြီဆိုတော့ဒီကောင်လေးကိုကျွန်တော်ကUSB ပေါက်မှထည့်လိုက်မယ်နော်ဒီဆက်ကအရှိမရှိတဲ့အတွက်ကြောင့်မို့ကျွန်တော်ကတော့အရှိမပဲထည့်လိုက်တယ်နော်ဒီဆက်ကပုတ်တက်ကိုဘယ်လိုလုပ်လဲဆိုတာကျွန်တော်ကိုလည်းမသိသေးပါဘူးပေါ့နော်ကျွန်တော်လည်းအခုမှစပြီး Windows တင်တယ်ဖြစ်တဲ့အတွက်ကြောင့်မို့ဒီဆက်ကိုကျွန်တော်ကဒီ keyboard နဲ့ဘာကီးတွေနှိပ်ရမယ်ဆိုတော့ကျွန်တော်ကိုလည်းမသိသေးပါဘူးဒီ monitor မှာသူပြောပြပါတယ်အဲ့ဒါလေးကိုကျွန်တော်တစ်ချက်ကြည့်ပြီးမှလိုက်လုပ်မယ်နော်တော့ပါဖွင့်လိုက်ပါပြီโอเคပါဒီဆက်ကတော့တမှုထူးခြားနေတယ်ပေါ့နော်ဘာမှမပြောသေးဘူးပေါ့နော်တကယ်ဆိုဒီတခြားဆက်လေးဆိုဒီချိန်မှာအဲ့ဒီမျက်နှာပြင်းနေထွက်လာပြီးတော့ကျွန်တော်တို့တခုနှိပ်ပေးဖို့တွေပြောတယ်ဗျအခုဒီဆက်ကမပြောဘဲနဲ့အခုဒီမှာ Windows USB Windows တိုက်ရိုက်သူချိတ်ဆက်သွားပြီဗျအဲ့မှာကျွန်တော် Windows တင်ဖို့တူတခါလေးပြောတော့ပါပြီဒါဆိုရင်ဒီဆက်ကတော်တော်လေးတော့လွယ်ကူပါတယ်ဗျဘာကီးမှနှိပ်စရာမလိုဘူးပေါ့နော်အဲ့တော့ကျွန်တော်တို့မှဒီတိုင်းပဲဒါဆိုရင်လွယ်လေးပဲပေါ့နော်ကျွန်တော်ဒီမှာ next လက်တော့မယ်ဒီဘုတ်ကို US တဲ့ထားရတယ်ကျွန်တော် US ပဲထားလိုက်မယ်နော် US ပဲထားလိုက်မယ်နောက် Windows setting install Windows setting ဆိုတော့ကျွန်တော် install Windows setting ကိုပဲထားလိုက်မယ်ပြီးအမှန်ချက်လေးပေးလိုက်မယ် next okay ပါဒီဆက်ကလွယ်တယ်နော်ကျွန်တော်တို့ဒီ setting တွေထဲမှာပေါ့နော်အလွယ်ပြောမယ်ဆိုတော့ setting ပေါ့နော်ကျွန်တော်ကွန်ပျူတာခေါ်ဆိုတော့အဲ့လိုမဟုတ်ပါဘူးအဲ့ဒီ setting ထဲနေဝင်ပြီးတော့ပြောရတာပေါ့နော်အဲ့တော့ဒီမှာပြောတဲ့အတိုင်းပဲတွားမယ်အခုဆိုရင်သူက okay ပါအခုဆိုရင်ကျွန်တော်ထည့်ထားတဲ့ memory ကိုသူတွေးပြီပေါ့နော်ကျွန်တော်ကဒီအပေါ်တစ်ခုကခုနကထည့်ထားတဲ့512ဖြစ်ပါတယ်နော်ဒါကတော့ကျွန်တော်အခု boot လုပ်တဲ့ဟာပေါ့နော်ဒါတော့မဖြတ်လို့မရပါဘူးနော်အဲ့တော့ကျွန်တော်ဒီကောင်ကိုယူလိုက်မယ်ယူလိုက်ပြီးရင်ဒီမှာကကျွန်တော်တော့
format ရိုက်မယ် delete လုပ်မယ်ကျွန်တော် partition ဒီကောင်က512ဖြစ်တဲ့ကြောင့်မို့ကျွန်တော် partition နှစ်ပိုင်းပိုင်းမယ်ပေါ့နော်ကျွန်တော်က window ကိုကျွန်တော်128လောက်ထားလိုက်မယ်နော်ကျန်တဲ့ဟာကိုတော့ကျွန်တော်ဒီ drive D ပေါ့နော်အဲ့လိုမျိုးထားလိုက်မယ်နော်အဲ့တော့ကျွန်တော်က new partition ကိုနှိပ်လိုက်မယ်โอเคပါဒါဆိုရင်ခုနကကျွန်တော်ထည့်ထားတဲ့512ကကျွန်တော် digital တွက်ချက်ရဆိုတော့ဒီလောက်ပဲသူပြတာပါเนาะအဲ့တော့ကျွန်တော်ကသူ့ကို partition ခွဲမယ်เนาะ partition ခွဲတဲ့အချိန်မှာကျွန်တော်တို့ဒီ digital တွက်ချက်မှာပေါ့เนาะ 1G ဆိုရင်139နေ4ဆိုတော့ကျွန်တော်က200လောက်မဲ့တွက်ကြောင်းမို့1394800ထည့်လိုက်တယ်เนาะဒါဆိုရင်ကျွန်တော်က drive C က200G 1394800ကို applyโอเคပါအခုဆိုရင် drive 0မှာက partition 1 2 3 4ပေါ့နော်4ဆိုတော့ကျွန်တော်ကဒီ200Gကိုကျွန်တော်က window တင်မှာဖြစ်တဲ့အတွက်ကြောင့်မို့ဒီကောင်ကို selection ရွေးလိုက်မယ်နော်ဒီကောင်ကိုကျွန်တော် selection ရွေးလိုက်မယ်ပြီးရင်ကျွန်တော်က next သွားမယ်နော်โอเคပါဒါလည်း installation မယ်နော် installโอเคပါကျွန်တော်ဒီကောင်တရားရခိုင်လုံးပြည့်တဲ့ဒီတော့ကျွန်တော်မရိုက်တော့ဘူးเนาะကျွန်တော်ခဏနားလိုက်မယ်โอเคပါအနည်းဆုံးမိနစ်20နဲ့နိုင်ဝက်လောက်ရှိတယ်ပေါ့เนาะအဲ့ဒါပြီးတော့ဒီစင်ကိုရောက်တော့ပါတယ်เนาะဒါဆိုရင်ကျွန်တော်ကဒီတိုင်းပဲဒီမှာဆိုရင်ကျွန်တော်က United States ဆိုတော့ကျွန်တော်ရွေးချင်တဲ့ဟာလေးကိုနိုင်ငံကိုရွေးလို့ရပါတယ်ကျွန်တော်ကတော့မြန်မာရွေးချင်လည်းရအောင်เนาะကျွန်တော်တို့မြန်မာကိုမရွေးတော့ဘူးဗျကျွန်တော်တို့တူထားတဲ့အတိုင်းပဲဒီအပေါ်ဆုံးက United States ကိုပဲယူလို့မယ်နော်ကျွန်တော်ဒီကောင်ပဲကျွန်တော်ဥစားပေးပြီးယူလိုက်တော့မယ်โอเคဒီပို့လေးကျွန်တော် US ပဲထားလိုက်မယ်โอเคဒီမှာ Wi-Fi ပေါ့နော် Wi-Fi power ကတော့ကိုယ့်ရဲ့ Wi-Fi power ကိုဖြစ်တောင်းတဲ့အတွက်ကြောင့်မို့ကျွန်တော်တော့ကိုယ့် Wi-Fi ကိုပဲထည့်လိုက်တော့မယ်နော်โอเคပါဒီနေ့မှာဆိုရင်ကျွန်တော်တို့ကတော့ဒီဆက်ကြိုက်တဲ့နာမည်ပေးလို့ရပါတယ်နော်ဆိုရင်ဒီပါတူတောင်းလို့နော်ကျွန်တော်ရှာပြရတာပေါ့ modern serial သူရဲ့ဆက်ရဲ့အမျိုးအစားနံပါတ်နဲ့ serial နံပါတ်ပါစာရိုက်ထည့်ပြီးမှပဲဒီလို driver ဆိုပြီးတော့ထွက်လာပါတယ်ပြီးရတဲ့ဒီပါတူပဲ download လုပ်ပြီးတော့အခု install ကိုလည်းဒီ website မှာပဲလုပ်နေတာပေါ့နော်ရန်ကိုရှုပ်ပါတယ် driver တင်ရတာလေတန်ဒီကတော့ no audio driver okay driver တော့တည်ပြီးလို့ထင်တာပဲเนาะဒီမှာအရင်တော့နီးပြနေပါတော့အခုတော့တို့ပြသွားပြီဆိုတော့ကျွန်တော်တို့စစ်ကြည့်အောင် driver လေးရှိမရှိaudio နော် audio လည်းထပ်ထားပါပြီနော် audio ရောထပ်ထားပါပြီဒီကောင်တော့ question mark ဖြစ်နေတယ်ဘာလဲတော့မသိဘူးဒီကောင်ကကောင် question mark နေဖြစ်တော့နော် storage ဒီတော့ပြီဒီကောင်လေးပဲဒီကောင်ကဘာလဲတော့မသိဘူးဟုတ်ကဲ့ပါအခုလိုကြည့်ရှုအားပေးတဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်